လင်းတာလိုပြောလိုက်တာနဲ့လူတော်တော်များများကနမိတ်မကောင်းဘူးတေးပြီးသားအပိုးကောင်တွေကိုစားတဲ့ငှက်မတန်ရှင်းမှုဆိုတဲ့အမြင်တွေကိုပဲစဉ်းစားမိကြပါလိမ့်မယ်အမှန်တကယ်တော့လင်းတာတွေဟာသဘောပုံးကျင်အတွက်အလွန်ရေးကြီးတဲ့အခက်အကဏ္ဍကိုထမ်းဆောင်နေကြတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့အမေရိကတိုင်းမှာတိကနေထိုင်ကြတဲ့ကမ္ဘာသေးလင်းတာတွေအကြောင်းကိုဘူးသရအဖြစ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကမ္ဘာသေးလင်းတာတွေကအာရှနဲ့အာဖရိကမှာရှိတဲ့လင်းတာတွေနဲ့မျိုးရိုးဗီဇမတူပဲတိကျကွဲပြားလေးရှိပါတယ်သူတို့မှာထူးခြားတဲ့စွမ်းဆောင်ရည်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့အနံ့ခံအာယုံပါတခြားလင်းတာတွေနဲ့မတူပဲသူတို့ဟာမိုင်ပေါင်းများစွာအကွာဝေးကအပုံနှံကိုတောင်ရနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်ဒုတိယရက်ကတော့သူတို့ရဲ့အစာအိမ်ပါသူတို့ဟာပုတ်သိုးနေတဲ့အသားတွေကိုစားပြီးမြဲယောဂမဖြစ်ပါဘူးသူတို့ရဲ့အစာအိမ်ထဲမှာရှိတဲ့အက်ဆစ်ဟာတန်ချောင်းကိုတောင်အေးပြောစေနိုင်လောက်အောင်ပြင်းထန်ပြီးတော့အန်တီရှိတဲ့ဘက်တီးရီးယားတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်သူတို့ရဲ့အမွေးမရှိတဲ့ကောင်းကလည်းအသေးကောင်တွေကိုစားတဲ့အခါပိုးမွှားတွေမကန့်ကြီးအောင်သဘောကပေးထားတဲ့ကောင်းကင်မှုတစ်ခုပဲဖြစ်ပါတယ်နောက်ထပ်မိတ်ဆွေတို့မသိသေးတဲ့ထူးခြားတဲ့အချက်တစ်ခုရှိပါသေးတယ်လင်းတာတွေဟာသူတို့ရဲ့ရှီတောက်ပေါ်ကိုသူတို့ကိုယ်တိုင်ကျင်ငယ်စွန့်တက်ကြပါတယ်ဒါဟာယွန်စရာလို့ထင်ရပေမဲ့တကယ်တမ်းတော့ပိုအိုက်တဲ့အချိန်မှာခန္ဓာကိုယ်ပူခြင်းကိုရှော့ရှော့ဖို့နဲ့ရှီတော့မှာကတ်နေတဲ့ဘက်တီးရီးယားတွေကိုတိုက်ပစ်ဖို့အတွက်လှုံ့ဆော်တာပဲဖြစ်ပါတယ်လင်းတာတွေသာမရှိရင်ကမ္ဘာပေါ်မှာယောဂပိုးမွှားတွေပိုပြီးတော့ပြန်ဝလာမှာဖြစ်ပါတယ်သူတို့ဟာရုပ်ဆိုးခြင်းဆိုးမယ်ဒါပေမဲ့လို့သဘောပုံးခြင်းကိုတန်ရှင်းပေးနေတဲ့သူရဲကောင်းတွေပဲဖြစ်ပါတယ်